Pionier, I'll hate for you, Papa, the mate of Kawahan, no gravity, Supernama, the need to the loop, to the Chulu, the go, young Lian, Samp on the mailing, the loop, and fingering us, Virginia, a man, say my town, the Yavi, a Taramana, forgotten. Pony mailing the loop, paint the ring up, so good Virginia, a man. Say my jam, the Yavi, a Taramana, forgotten. Yet, Mahazian, Napam, the Mavi man. Yet, Mahazian, Napam, the Mavi man. Majazian, you're not swinging, Chagrin, yet for the over them. Mahana theory, Kanati, Mingala. Oh, Shiverida, we Sada, Yima, Panya, Gillian, Santika, Mother, Modi, Jana, Lava. Sadila Miragata Chirulu, I take a wire king up big Kudukan, Tiranaka, Nawama, Gagonaru, Ludamia, see, Pimako, Macau, so don't want my losing the town. Tiranaka, Nawama, Gagonaru, Ludamia, see, Pimako, Macau, so don't want my lose up the Italian. With you, and again, Yemo, William. With you, and again, Yemo, William. Nana, the land, how an atom, Nima, Satan, Mandy ring ladi, Canadi, demon,
စိတ်ရှိသမျှဖြင့်မနှောမဟိတ်ဒီပြေဆုံးပါစေအမြဲ မ
မ
ဟ
ဟ
5ပြည့်ကျော်3ရက်2025ခုနှစ်မတ်လ16ရက်တနင်္ဂနွေနေ့ရောဆရာတော်ဘုရားကြီးဤတက်တော်82နှစ်ပြည့်အိုဝဲမင်္ဂလာရောဆရာတော်ဘုရားကြီးဤတိပိဋကဘွဲရ40နှစ်ပြည့်ကုသိုလ်မင်္ဂလာပွဲဤရိတ်တာတောရရိတ်တာကြီးကိုတီထောင်ဖွင့်လှစ်တော်မူခြင်း28နှစ်ပြည့်အထိမ်းအမှတ်ကုသိုလ်မင်္ဂလာပွဲပရိယတ္တိစာသင်တိုက်ကိုတီထောင်ဖွင့်လှစ်တော်မူခြင်း14နှစ်ပြည့်အထိမ်းအမှတ်ကုသိုလ်မင်္ဂလာပွဲနှင့်သာသနာကျက်တည်ဆောင်စာအောင်တန်ဃာတော်များအားချီးကျူးဂုဏ်ပြုပူဇော်ဝဲအခမ်းအနားဖြစ်ပါတယ်ဖေဟာအခမ်းအနားအစီအစဉ်မှာ1နမောတသ3ကြိမ်ရွတ်ဆို၍အခမ်းအနားကိုဖွင့်လှစ်ခြင်း2ရွှေဦးမင်းဓမ္မဒုက္ခတောရရိတ်တာနှင့်ပရိယတ္တိဇာတင်တိုက်ဤဦးစီးပဓာနာနာယကဆရာတော်ဖြစ်တော်မူသောရောဆရာတော်ဘုရားကြီးထံမှ8ပါးသီလခံယူခြင်းနှင့်မေတ္တာတုတ်အစရှိသောပရိတ်တရားတော်များကိုနာယူခြင်းအစီအစဉ်3ရောဆရာတော်ဘုရားအမှုပြုသောဆရာတော်တန်ဃာတော်အရှင်သူမြတ်တို့အားသင်္ကန်းအစရှိသောလူပဲဝတ္ထုများစက္ကပ်လူတန်းခြင်းအစီအစဉ်1386ခုနှစ်ဤကျောင်းတိုင်းမှစာမေးပွဲအသီးသီး၌ဖြေဆိုအောင်မြင်တော်မူကြသောသာသနာကျက်တည်ဂုံဆောင်စာအောင်အရှင်မြတ်များဤဘွဲ့အမိစည်းကိုဖတ်ကြားခြင်းအစီအစဉ်1386ခုနှစ်ဤကျောင်းတိုင်းမှစာမေးပွဲအသီးသီး၌အောင်မြင်တော်မူကြသောသာသနာကျက်တည်ဂုံဆောင်စာအောင်အရှင်မြတ်များအားအောင်လက်မှတ်နှင့်လူပဲဝတ္ထုပစ္စည်းများစက္ကပ်လူတန်းခြင်းအစီအစဉ်6ဤကျောင်းတိုင်းဤဦးစီးဗราဏနာယကရောဆရာတော်ဘုရားကြီးထံမှယနေ့ပြုလုပ်သောကုသိုလ်ပွဲဤဂုဏ်ပြုပွဲဤအနုမောဒနာတရားနာကြားခြင်းအစီအစဉ်9အခမ်းအနားကိုဗုဒ္ဓသာသနာစိရန်တိတ်တထု3ကြိမ်ရွတ်ဆို၍ရုပ်သိမ်းခြင်းတို့ဖြစ်ပါတယ်ဖေဟာအစီအစဉ်1အရာနမောတသ3ကြိမ်ရွတ်ဆိုဖျားကြော၍အခမ်းအနားကိုဖွင့်လှစ်မည်ဖြစ်ပါသောကြောင့်ဤကျောင်းတိုင်းဤဗราဏနာယကရောဆရာတော်ဘုရားကြီးအမှုရှိသောဆရာတော်တန်ဃာတော်အရှင်သူမြတ်များမှနမောတသ3ကြိမ်ရွတ်ဆို၍အခမ်းအနားကိုဖွင့်လှစ်ပေးတော်မူပါရန်ရိုသေစွာလျှောက်ထားအပ်ပါသည်ဖျားတာသာဘဂဝါရောဆရာတော်ဘုရားကြီးအမှုရှိသောဆရာတော်တန်ဃာတော်အရှင်သူမြတ်များမှာမေတ္တာတုတ်အစရှိသောပြည့်တရားတော်များကြီးမြင့်ဒေသနာတော်မူပါရန်ဒုတိယလျှောက်ထားအပ်ပါသည်ဘုရားသို့ပါ၍အဖရိကပေါင်းသူတော်ကောင်းတို့မှာဩကာလရောညီညာဖြတ်ပြရောကြပါသည်ဘုရား
တေယတံဝါအပြင်တံဝါမြတ်စွာရတနာကိုယုတိမြတ်လို့လဆောင်မကရှိကိုကိုရောရရတောတိကိစ္စခါရောပဏာမကမကုတကံစေရနာတောကြောင့်တေယအန္တရေအနာရှိတာရှိချုပ်အကျရှောအထွေအပုခတိယောဂခတိထိလန်တောင်းလောပဲခတိတို့မှလွန်ညံကြ၍ကောင်းကျိုးချမ်းသာကြတဲ့မင်္ဂလာအကျဉ်းစေပါမြတ်ပြီးစီထားမြောက်အောင်မြင်ကြပြီးကျမ်းကျမ်းမမချမ်းချမ်းသာသာကုစီယဘဝအနေကောင်းမှုကိုယ်ပိုင်တရားတဏှိချတော်ပါအောင်ကြိုးစားထောက်နာလွယ်ကြလျက်ဟိုခြင်းနာခြင်းတေခြင်းကံရအငြိမ်းဆောင်အချမ်းသာဆောင်အကောင်းမြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီးကိုအင်္ဂုလိမာလာတို့လိုကဘာကျော်လူဆိုလူမိုက်လူကျမ်းလူရန်လူရန်ကြီးကိုတောင်းပါတဲ့ဆောင်ပါနိုင်တဲ့နိဗ္ဗာန်တရားပတ္တစာရီတို့လိုတသက်ခယူသွားတဲ့အယူမကြီးကိုတောင်းပါတဲ့ဆောင်ပါနိုင်တဲ့နိဗ္ဗာန်တရားတန်တတိအမကြီးတို့လိုနေမှုညာမှုမူနေတဲ့အမှုသမားကြီးကိုတောင်းပါတဲ့ဆောင်ပါနိုင်တဲ့နိဗ္ဗာန်တရားတော်ရမတရားဘာဝနာအထောက်နေတဲ့ရဟန်းတော်ရှင်မြတ်ကြီးနဲ့တောင်းကြောတော့ကြာကြီးအသာဆွဲကြာပါစဓမ္မဥပဒနာရှုကြာစာရမကုံဒီကရဟန်းနာဖြစ်ကြကခံတဲ့ရဟန်းကိုတောင်းပါအောင်တဲ့ဆောင်သွားနိုင်တဲ့နိဗ္ဗာန်တရားကိုသူတို့လိုမမကြမယူကြမမှုကြမခက်ခဲကြတဲ့ပြိတ္တပံသူတော်ကောင်းတို့မှာတော့နိုင်ငံတိုင်းမှာမရှိနိုင်တဲ့နေရာဒေသတိုင်းမှာလည်းမတွေ့နိုင်တဲ့ကမ္ဘာအံပွဲလောကအံပွဲဗုဒ္ဓသာသနာရဏကျော်ကြီးပေါ်မှာရောက်ရှိနေကြတာဖြစ်လို့သာသနာကျင့်စဉ်အချက်တတိညာရှိကထားနေစဉ်တို့ပါအောင်ကြိုးစားအားထုတ်နိုင်လွယ်ကြလျက်လောကကုသိုလ်အကျင့်လေမြတ်သောအတိညာဖြင့်မြတ်အောင်ပြလွယ်ရလွယ်နိုင်ရပါစေကောင်းတည်းအဟံပန္တေသရဏေနတအတေငါသမဏဂတံဥပဒတတိလာသမာရိယာမိအရှင်ဖယယတတိရောတိယတေတံဃာကိုကွေယသရဏဂုံတမ္ပနိတကောရှေပါတောဥပတိလာကိုသာနိုင်တမြကာလបញ្ឆာ၍ကျင့်တော်သတ္တိပါဣပယသူဤအတ္တယသမညာမစ္ဆတာတတ္တရှောင်းပါမိဥမပေတာသူဥစ္စာဘုရားရှောင်းပါမိမမြတ်အကျင့်မကျင့်လိုပါသံဇိကကောင်းစွာရှောင်းပါမိမဟုတ်မန္တာလက်ပတ်တာလိန်သာရှောင်းပါမိအယတ္တိဇာသဗ္ဗာတာမုဒ္ဒရှောင်းပါမိနာဇာနေလွယ်မစားပဲရဲရှောင်းပါမိကာရဆိုရာဒီမုဒ္ဒနန္တပံလေရှောင်းပါမိအမြင်နေယအမြတ်မှာမိရာရှောင်းပါမိမေတ္တာပုဂ္ဂ
ကြောင်းအတွင်းဒီကြောင်းဝင်အတွင်းဒီလမ်းအတွင်းဒီရက်ကွက်အတွင်းဒီမြို့နယ်အတွင်းဒီမြို့လေးအတွင်းဒီမြို့ကြီးအတွင်းဒီနိုင်ငံအတွင်းရောက်ရှိနေကြသောမိသားစုများနှင့်တကွယဟန်ရှင်လူမြတ်နာကောလုံးနှင့်တကွတော်အလုံးတို့သည်တရားခတ်တဲ့ဉာဏ်ကြပါစေကြောင့်ကြခတ်တဲ့ဉာဏ်ကြပါစေဥပ္ပခတ်တဲ့ဉာဏ်ကြပါစေဆင်းရဲခတ်တဲ့ဉာဏ်ကြပါစေယောဂခတ်တဲ့ဉာဏ်ကြပါစေစိတ်နှပြချမ်းသာကြပါစေနှလုံးစိတ်ဝမ်းရှင်ကြည်လန်း၍အေးချမ်းကြပါစေတိုင်းသာပြည်သူအပူအေးကကင်းစင်ကွာကျမ်းမာချမ်းသာကြပါစေမိဘပမာဆောင်ဆောက်ကဖြင့်ဒါလွန်အုပ်ချုပ်ပညာလူအများမှာဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေမိဘပမာဆောင်ဆောက်ကဖြင့်ဒါလွန်အုပ်ချုပ်ပေးကြအစိုးရမှာဘေးရန်ကွာမချမ်းသာကြပါစေနိုင်ငံရချလူသားကဘာဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေနိုင်ငံရချလူအများမှာဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေလူချင်းသာလူကြပါ၍ချစ်ခင်ညီညာဝမ်းမြောက်ကံစွာပေါင်းဆောင်ကြပါစေဒီတွင်မှလည်းလူချင်းသာလူကြပါ၍ချစ်ခင်ညီညာဝမ်းမြောက်ကံစွာပေါင်းဆောင်ကြပါစေဝေယရှိနာထအောင်မကျွင်းခပ်ပင်များစွာတဝမေတ္တာပြန်ပြီးအေးပါစေဓမ္မေပုံညာနိဗ္ဗာန်တပိစယောဟောတုကရဏိနာသာအတ္တဝသမနာကတံဥပဒတတိလံသာဒုက္ခံကတ္တဝဓမ္မအပမတေနသံပောတိထာမုနိရာဇတဒုတအခမောကတံဓမ္မဓမ္မနာကာလောယံပတန္တာဓမ္မဓမ္မနာကာလောယံပတန္တာ
ဓမ္မဓမ္မနာကာလောယမတန္တာနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တကရဏီယမတ္တကုသလေနာယန္တတန္တပရမိသမိစ္ဆာသကောဟုစုဇသူစုဇဒဝဇောသန္တမုဒုနာတိမာနိသန္တုတကောဇသူပရောစာနဘာဂိဇောဇသလဟုကဟုတ်တိသန္တိတိယောဇနိဘကောစာအဘဂဘောကုလေတဝါနာနုဂိတောနာဇဂௌတမစရိဂိဉ္စီယေနဝိညုပရိဥပဝရေယောဒုခိနောဝခေမိနောဝန္တုသမ္မာတတ္တဘုံတုဒုခိတတ္တယေကေစီဘာနာဗုဒ္ဓတိတရဝဒဝရဝနဝတိတာဒီဃဝါယေဝမန္တာမြေစီမာရတကာနုခထူလာဒိဋ္ဌဝါယေဝအဒိဋ္ဌာယေဝဒုရေဝတန္တိအဝိဒုနေဘုရားဝသမ္ဘဝေတိဝါသမ္မာတတ္တဘုံတုဒုခိတတ္တနာဘရောပရဏိကောပေထာအရိမိယေရာကတစီနာဂိစီဗျာရောဒနာပရိဃတိညာနိညာမိညာသာဒုက္ခမိတ်စေယမာရယတနိယံဗုဒ္ဓမာယုသာဧကဗုဒ္ဓမနုရခေဧဝံမိသဗ္ဗဗုနေတုအနန္တဘဝယေအပရိမာဏံတေဇာသဗ္ဗလောကသမေအနန္တဘဝယေအပရိမာဏံဩဒာရောဇတိတိယံသာအသဗ္ဗရံအဝိရာမသဗ္ဗတံဒေဒသရဏိဒိနောဝါတရားနောယဝတသဝိရာမိတောဧရံသရိယဒိဋ္ဌိယဓမ္မမေတံဝိဟာရမိဒမာဟုဒေဒင်သာနုပကမ္မာသီလဝါနတနေနာတံပန္နောကာမေသူဝိနယကေတံနာယိဇာဒုက္ခပတိယဘုနာရိတိဣရိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္ပန္နောဒုက္ခနောလောကဝိတုအနုတ္တရောပရိသဓမ္မသာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသဂတောဘဂဝါနာဓမ္မောတန္တိတိကောအာဂါလိကောဧဗန္တိကောဘာနိကောဣဇဒံဝေရိတဘောဝိညူဤသောပရိဗန္နောဘဂဝန္တောသဝကသံဃောကုသောပရိဗန္နောဘဂဝန္တောသဝကသံဃောညာယပရိဗန္နောဘဂဝန္တောသဝကသံဃောသာမိစိပရိဗန္နောဘဂဝန္တောသဝကသံဃောအရိဒံသတ္တာရိပုရိသယုဂာနိအတ္တပုရိသပုဂ္ဂလာဧသာဘဂဝန္တောသဝကသံဃောအာဟုနေယောဘာဟုနေယောဒဂိနေယောဣန္ဇရိကရဏီယောနောဒရံဘုံညာကိတံလောကတ္တဧဝံဗုဒ္ဓံသရဏာနံဓမ္မတံကိသဘိက္ခောဘေဝါသမိတတံဝါသောမန္တောနာယတတိယန္တုန်ိမိတံဝါမင်္ဂလိသာယောသမနာဘောတကုဏတတတ္တောအဘဂဝဒုတုပိနံအကတံဗုဒ္ဓ ानु ဘဝေနဝိနာသမေတုယန္တုန်ိမိတံဝါမင်္ဂလိသာ
ယောသမနာဘောတကုဏတတတ္တောအဘဂောဒုတုပိနအကန္တံဓမ္မာနုဝဝေနဝိနာသမေတုအနုရိမေတံဝါမင်္ဂလင်္စာယောသမနာဘောတကုဏတတတ္တောအဘဂောဒုတုပိနအကန္တံသံဃာနုဝဝေနဝိနာသမေတုဝါဒုတဗ္ဗမင်္ဂလံရက္ခန္တုတဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနာသရတုကိဘုံတုတိဝါဒုတဗ္ဗမင်္ဂလံရက္ခန္တုတဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနာသရတုကိဘုံတုတိဝါဒုတဗ္ဗမင်္ဂလံရက္ခန္တုတဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနာသရတုကိဘုံတုတိတပိတိယဝိဝေသန္တုသောကောရောဂဝိနတတုမာရေဘွန်ဒန္တရာယသူဂိတိကာယုကောဘဝအဘိဝါဒနာတိလိတ္တာနေဇာဥဒ္ဓပဇာယိနောသတ္တရောဓမ္မဝဋ္ဌန္တိအာယုဝနောဒုက္ခံဗလံသာဓုအစီအစဉ်300ရောဆရာတော်ဘုရားကြီးနှင့်တကွာပင့်သံဃာတော်ရှင်သူများတို့အားသင်္ဃာအစရှိသောလူပဲဝတ္ထုများဆက်ကလူတိုင်းရာအစီအစဉ်ဖြစ်ပါသည်ဖေဟာယနေ့ပြုလုပ်သောအလှပွဲကြီးဤအာယုံစွန်းနေစွန်းအလူရှင်များမှာဤကျောင်းတိုက်ဤကျောင်းကျိုးတော်ဆောင်များနှင့်ဗီယက်နမ်နိုင်ငံမှအလူရှင်များဖြစ်ပါတယ်သို့ပါ၍ရောဆရာတော်ဘုရားကြီးအားသင်္ကန်းနှင့်လူပဲဝတ္ထုများဆက်ကလူတိုင်းရန်ကျောင်းအကျိုးတော်ဆောင်ဖွဲ့ဥက္ကဋ္ဌဦးကျော်ညွန့်ကိုဖိတ်ခေါ်ပါတယ်ဆက်လက်၍ဗီယက်နမ်နိုင်ငံမှအလူရှင်များဖြစ်ကြသောဟင်ဟောင်ဖွန်သူဓမ္မစာရီငုရင်မင်ဖောင်းပါရီပုဏမိသားစုချီနတ်ဘန်ငုရင်ငွင်ဟတ်မိသားစုနှင့်ထိခွာမိသားစုတို့ကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်သာဓုသာဓုသာဓုအစီအစဉ်1386ခုနှစ်ဤကျောင်းတိုင်းမှတစ်နှစ်တာအတွင်းတနိုင်ငံလုံးရှိစာမွေးဝဲအသီးသီး၌ဖြည့်ဆို့အောင်မြင်တော်မူကြသောသာသနာကျက်သေးဂုံဆောင်စာအောင်အရှင်သူမြတ်များဤဘွဲအမိစင်းကိုဖတ်ကြားရန်ရွှေမြင်ဓမ္မဒုက္ခတောရရိပ်တာနှင့်ပရိယတ္တိစာသင်တိုင်းမှတိုက်အုပ်ဆရာတော်သာသနာတစဓမ္မာစရိယဝိနည်းဒရပိဋကတပုံဆောင်ဝိနည်းဝိတုအဘိဓမ္မဝိတုအရှင်ပညာဝင်သားအားရိုသေစွာပေးလျှောက်အပ်ပါသည်ဖေဟာအာသနာတော်နှစ်2568ခုကောဇာတက္ကိ1386ခု2023-2024ပညာသင်နှစ်ရှေးဝင်ဓမ္မတုကတောဟရိပ်တာနှင့်ပရိယတ္တိစာသင်တိုက်တနှစ်တာအောင်စရင်အကျဉ်းချုပ်အားဘုရားသခင်တော်အားဖတ်ကြားဝင်ပြုပါယံရိုသေစွာလျောက်ထားပါသည်ကျေးဇူးရှင်တိပိဋကရောစတော်ဘုရားရှင်မှုပြုသောတန်ဃာတော်ရှင်တို့မြတ်တို့ဖေဟာ1386ခုတရုံမြို့92ကျယ်မြောက်သုဝဏဘူမိပရိယတ္တိဇာမွေးပွဲ၌စတ္ထစဉ်ခုတ်တကဘာနကတန်းအောင်တပါ1386ခု30ကျယ်မြောက်အစိုးရနိကေဇာမွေးပွဲ၌အုပ်စု3မေဇိမနိကာယဝိတုဘွဲ့ရတပါခါခွေအုပ်စုနှင့်အင်္ဂုတ္တရနိကာယဝိတုဘွဲ့ရတပါမတ်ဓမ္မနန္ဒာလင်္ကာရအုပ်စုက
ကားငယ်ဥစုတိဝိနည်းဝိတု၅ပါး1386ခုတသမအကျင့်ပိဋက3ဘုံပါဠိတော်မြန်မာပြန်စာမွေးပွဲ၌ကာကြီးအုပ်စု5အင်္ဂုတ္တရနိကာယမဟာမကဘွဲ့ရ2ပါးခါခွေအုပ်စုတိဝိနည်းမဟာမကဘွဲ့ရ5ပါး1386ခုတာမဏေကျော်အသင်းအသီးသီးကကျင့်မှုကျင့်ပအပ်သောသာသနာလင်္ကာရစာဝေပွဲတို့၌တတိယအဆင့်ဓမ္မဂရုကသာမဏေလင်္ကာရဘွဲ့ရ3ပါးဒုတိယအဆင့်တွင်6ဘွဲ့အောင်1ပါးရန်ကုန်အသင်းစသော6ဘွဲ့အောင်1ပါး5ဘွဲ့အောင်1ပါး3ဘွဲ့အောင်1ပါးပထမအဆင့်တွင်9ဘွဲ့အောင်2ပါး9ဘွဲ့အောင်1ပါး6ဘွဲ့အောင်1ပါးတို့ဖြစ်ပါသည်ဗျာ1386ခုမင်္ဂလာတုံမြို့နယ်လုံးဆိုင်ရာရွှေကျင်နိကာယဝိနည်းကအစာဝိနည်းအဓိကစာဝေပွဲ၌ပထမကြီးတဲ့အောင်3ပါးပထမလက်တန်း5ပါးတွင်ရှင်ဝါသဝလင်္ကာရပထမဂုံတုအငယ်တန်း9ပါးတွင်ရှင်ကုမာရပထမဂုံတုရှင်သီလနန္ဒဒုတိယဂုံတုခြေပြမူလာတန်း22ပါးတွင်22ပါးတို့တွင်ရှင်မုံညာနန္ဒဒုတိယဂုံတုရှင်ဂုဏိတရတတိယဂုံတုတို့ဖြစ်ပါသည်ဗျာမူကြိုတန်း25ပါးတို့တွင်ရှင်သူဇေယပထမဂုံတုရှင်အာနန္ဒဒုတိယဂုံတုရှင်ဇောတိပါဠတတိယဂုံတုတို့ဖြစ်ပါသည်ဗျာ1386ခုဂုံလပေါင်းစံပြကြည့်ပါ၄တောက်ကံဆိုင်ရာတတ္တမပါဠစာဝေပွဲ၌ခြေပြမူလာတန်း25ပါးတို့တွင်ရှင်ပညာနန္ဒပုံညာနန္ဒပထမဂုံတုရှင်ကျုပ်အောင်3ပါးတို့ဖြစ်ပါသည်ဗျာ1386ခုရန်ကုန်တိုင်းလုံးဆိုင်ရာဝိနည်းဒုက္ခဖေပြုစာမွေးပွဲ၌ဝိနည်းစေကပထမလက်တန်းအောင်1ပါးဝိနည်းကောတန်လပထမငရအောင်5ပါးသာမဏေရဝိနည်းမူလတန်းအောင်14ပါးတို့တွင်ရှင်ပုံညာနန္ဒပထမဂုံတုရှင်ညာနိတရတတိယဂုံတုတဏိတာစာအောင်တန်ခါသီလရှင်ဆရာလေးအဘယေစုစုပေါင်း154ပါးတို့ဖြစ်ပါကြောင်းရိုသေစွာလျောက်ထားအပ်ပါသည်ဆရာတော်တန်ခါတော်ရှင်သူမြတ်တို့ဖေဟာအစီအစဉ်900 1386ခုနှစ်ဤကျောင်းတိုင်းမှစာမေးပွဲအသီးသီး၌အောင်မြင်တော်မူကြသောသာသနာကျက်တီဂုံဆောင်စာအောင်အရှင်သူမြတ်များအားအောင်လက်မှတ်နှင့်လူဝယ်ဝတ္ထုပစ္စည်းများလူတိုင်းရန်အစီအစဉ်ဖြစ်ပါသည်ဖေဟာ1386ခုနှစ်တထုံမြို့68ကြိမ်မြောက်သုဝိနဘူမိပရိယတ္တိစာမေးပွဲ၌သတ္တမအဆင့်ခောရကဘာနကတံပထမဂုံတူးဖြင့်အောင်မြင်တော်မူသောအရှင်မြတ်မှာအရှင်သီလာစာရာလင်္ကာရဖြစ်ပါတယ်ဖေဟာအရှင်သီလာစာရာလင်္ကာရအားအောင်လက်မှတ်နှင့်လူဝယ်ဝတ္ထုများဆက်ကလူတိုင်းရန်ဥသိမ်းထေဒေါ်နွေးနွေးမိသားစုကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်1386ခုနှစ်31ကြိမ်မြောက်အစိုးရနိကေစာမေးပွဲ၌အုပ်စု3မိဇိမနိကာယဝိတုပွဲရအရှင်မြတ်တပါးမှာအရှင်ဇဝနာလင်္ကာရဖြစ်ပါသည်ဖေဟာအရှင်ဇဝနာလင်္ကာရအားအောင်လက်မှတ်နှင့်လူဝယ်ဝတ္ထုများဆက်ကလူတိုင်းရန်ယနေ့အာယုံစွန်းနှင့်နေစွန်းအလူရှင်ဖြစ်သောဗီယက်နမ်မိသားစု
ဟင်ဟောင်ဖွန်သူရမစာရီငူရင်ဖင်မင့်ပီရီပုနာမိသားစုချီနတ်ပန်မိသားစုငူရင်ငွန်ဟမိသားစုနှင့်ထိခွာမိသားစုတို့အားဖိတ်ခေါ်အပ်ပါတယ်ရှင်သာဓု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 ဆက်လက်၍ဓမ္မဂရုကသာသနာလင်္ကာရဝိနည်းဝိတုဘွဲ့ဝိနည်းမာမကဘွဲ့အားဖြင့်သုံးဘွဲ့ရရှိတော်မူသောအရှင်မြတ်မှာဥတိဟာညာနာလင်္ကာရဖြစ်ပါတယ်ဖေဟာဥတိဟာညာနာလင်္ကာရအားအောင်လက်မှတ်နှင့်လူဝဲဝတ္ထုများဆက်ကလူရိုင်းရန်ဥစဉ်ရောဒေါက်တာဒေါခင်တီရုမိသားစုကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်သာဓု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 ဆက်လက်၍ဝိနည်းဝိတုဘွဲ့ဝိနည်းမာမကဘွဲ့နှစ်ဘွဲ့ရရှိတော်မူသောအရှင်သူမြတ်မှာဥဝါတဝလင်္ကာရဖြစ်ပါသည်ဖေဟာဥဝါတဝလင်္ကာရအားအောင်လက်မှတ်နှင့်လူဝဲဝတ္ထုများဆက်ကလူရန်ရန်မခင်ဝင်းချိုတန်လင်းကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်သာဓု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 ဆက်လက်၍ဓမ္မဂရုကသာသနာလင်္ကာရဘွဲ့ဝိနည်းဘွဲ့အားဖြင့်ဝိနည်းဝိတုဘွဲ့အားဖြင့်နှစ်ဘွဲ့ရရှိတော်မူသောအရှင်မြတ်မှာရှင်မေရိယာလင်္ကာရဖြစ်ပါသည်ဖေဟာရှင်မေရိယာလင်္ကာရအားအောင်လက်မှတ်နှင့်လူပဲဝတ္ထုများဆက်ကလူတန်းရန်ကိုထွန်းထွန်းဝင်းမလက်လက်လင်မိသားစုကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်သာဓုသာဓုသာဓုဆက်လက်၍ဓမ္မဂရုကသာသနာလင်္ကာရဘွဲ့ဝိနည်းဝိတုဘွဲ့ဝိနည်းမာမကဘွဲ့အားဖြင့်သုံးဘွဲ့ရရှိတော်မူသောဆရာလေးမှာမဆန္ဒတိရိလင်္ကာရဖြစ်ပါသည်ဖေဟာမဆန္ဒတိရိလင်္ကာရအားအောင်လက်မှတ်နှင့်လူပဲဝတ္ထုများစက္ကလူတန်းရန်
စံတော်ဝင်မှဒေါ်အေမီစာနှင့်ဒေါက်တာကြည်တန်းဦးဒေါ်ခင်ဆန်းဦးမိသားစုကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်သာဓု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 ဆက်လက်ရင်ထေရဝါဒပရိယတ္တိသာသနာဟိတသာသနာလင်္ကာရဘွဲ့အင်္ဂုတ္တရနိကာယဝိတုဘွဲ့အင်္ဂုတ္တရမာမကဘွဲ့အားဖြင့်သုံးဘွဲ့ရရှိတော်မူသောဆရာလေးမှာမဓမ္မနန္ဒာလင်္ကာရဖြစ်ပါသည်ဖေဟာမဓမ္မနန္ဒာလင်္ကာရအားအောင်လက်မှတ်နှင့်လူဝဲဝတ္ထုများဆက်ကလူတိုင်းရန်ဥယျင်စိန်ဒေါ်ခင်မြတ်သူမိသားစုကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်သာဓုသာဓုသာဓုဆက်လက်၍အင်္ဂုတ္တရမာမကဘွဲ့ရရှိတော်မူသောဆရာလေးမှာမတုနန္ဒာလင်္ကာရဖြစ်ပါသည်ဖေဟာမတုနန္ဒာလင်္ကာရအားအောင်လက်မှတ်နှင့်လူဝဲဝတ္ထုများဆက်ကလူတိုင်းရန်ကိုသက်လင်းမတင်းတင်းခိုင်မိသားစုကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်သာဓုသာဓုသာဓုဆက်လက်၍ဝိနည်းဝိတုဘွဲ့ဝိနည်းမာမကဘွဲ့အားဖြင့်ဘွဲ့နှစ်ဘွဲ့နှင့်ရန်ကုန်အသင်းဟိုပုံးအသင်းဖားအောက်အသင်းပဲခူးအသင်းနေပြည်တော်အသင်းပရိယတ္တိတတ္တမဟိတအသင်းတတ္တိယဂုံဒူးအားဖြင့်သာမဏေကျော်ဒုတိယအဆင့်6ပွဲအောင်ဆရာလေးမှာမနန္ဒမာလာဖြစ်ပါသည်ဖေဟာမနန္ဒမာလာအားအောင်လက်မှတ်နှင့်လူဝဲဝတ္ထုများဆက်ကလူတိုင်းရန်ဒေါက်တာခင်မောင်စောဒေါ်ခိုင်ခိုင်အေးမိသားစုကိုလေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ရှင်သာဓုသာဓုသာဓုဆက်လက်၍ဝိနည်းမာမကဘွဲ့နှင့်ဖားအောက်အသင်းနေပြည်တော်အသင်းပရိယတ္တိသတ္တမဟိတအသင်းအားဖြင့်သာမဏေကျော်ဒုတိယအဆင့်3အဆင့်3ဝဲအောင်အရှင်မြတ်သူမြတ်မှာရှင်ကဝိလက္ခဏာညာနာဖြစ်ပါသည်ဖေဟာအရှင်ကဝိလက္ခဏာညာနာအားအောင်လက်မှတ်နှင့်လူဝဲဝတ္ထုများဆက်ကလူတိုင်းရန်ဒေါ်မျိုးသွဲညင်မများကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်
သာဓုသာဓုသာဓုဆက်လက်၍တာမဏေကျော်ဒုတိယအဆင့်အောင်မြင်တော်မူသော၄ပါးတို့ဤကိုစားပဲခူးအသင်းဖားအောက်အသင်းကရင်အသင်းပြည်ဦးလွင်အသင်းပရိယတ္တိတတ္တမဟိတအသင်းတတ္တိယဂုံဒူအားဖြင့်တာမဏေကျော်ဒုတိယအဆင့်၅ဘွဲအောင်မြင်တော်မူသောဥရထပါဠအားအောင်လက်မှတ်နှင့်လူဝယ်ဝတ္ထုများစက္ကန့်လူတန်းရန်ဥကျော်အေးလွင်ဒေါ်တီရာထေးမိသားစုကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်သာဓုသာဓုသာဓုဆက်လက်၍တာမဏေကျော်ပထမအဆင့်အောင်မြင်တော်မူသော၄ပါးတို့ဤကိုစားရန်ကုန်အသင်းမန္တလေးအသင်းပဲခူးအသင်းဖားအောက်အသင်းရခိုင်အသင်းမြစည်းမအသင်းနေပြည်တော်အသင်းကရင်အသင်းပရိယတ္တိတတ္တမဟိတအသင်းဒုတိယဂုံဒူအားဖြင့်တာမဏေကျော်ပထမအဆင့်ကိုးဘွဲအောင်မြင်တော်မူသောရှင်ဝဇိရဗုဒ္ဓအားအောင်လက်မှတ်နှင့်လူဝယ်ဝတ္ထုများစက္ကန့်လူရန်ရန်ဒေါက်တာတန်းတန်းခိုင်ကိုလေးစားစွာဖြင့်တိခါမှာရှင်ဒေါက်တာတန်းတန်းနိုင်ကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်သာဓုသာဓုသာဓုဆက်လက်၍ပထမကြီးတန်းအောင်နှစ်ပါးတို့ဤကိုစားပထမကြီးတန်းနှင့်ရန်ကုန်အသင်းမန္တလေးအသင်းပဲခူးအသင်းဖားအောက်အသင်းရခိုင်အသင်းမြစည်းမအသင်းနေပြည်တော်အသင်းကရင်အသင်းပရိယတ္တိတတ္တမဟိတအသင်းအားဖြင့်တာမဏေကျော်ပထမအဆင့်ကိုးဝဲအောင်မြင်တော်မူသောရှင်ပညာဝန္တအားအောင်လက်မှတ်နှင့်လူဝယ်ဝတ္ထုများစက္ကန့်လူတန်းရန်မချောစုမြော့တကုံကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်မချောစုမြော့တကုံသာဓုသာဓုဆက်လက်၍ပထမလတ်တန်းအောင်ခုနှစ်ပါးတို့ဤကိုစားရှင်တုတာနန္ဒအားအောင်လက်မှတ်နှင့်လူဝယ်ဝတ္ထုများစက္ကန့်လူရန်ရန်ဥစိုးသူရဒေါ်ထွေးနုနုလင်းကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်သာဓုသာဓုသာဓုဆက်လက်၍ပထမငယ်တန်းအောင်၉ပါးတို့ဤကိုစားရှင်တက်ကြနန္ဒအားအောင်လက်မှတ်နှင့်လူဝယ်ဝတ္ထုများစက္ကန့်လူတန်းရန်ဗဟမဟာဝိသုဒ္ဓါယုံကျောင်းအကျိုးတော်ဆောင်အဖွဲ့အားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်
သာဓုသာဓုသာဓုဆက်လက်၍အခြေပြုမူလတန်းအောင်16ပါးတို့၏ကိုစားရှင်ကုမာရအားအောင်လက်မနှင့်လူပဲဝတ္ထုများစက္ကလူတိုင်းရန်မြော့တကုံထေရဝါဒဓမ္မရောင်ကြီးကျောင်းအကျိုးတော်ဆောင်အဖွဲ့အားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါသည်သာဓုသာဓုသာဓုယနေ့ကျင်းပပြုလုပ်သောအလူတော်မင်္ဂလာအခမ်းအနားသို့ကြွားရောက်လာသောဆရာတော်ကြီးများပင့်တန်ဃာတော်များကျောင်းရှိတန်ဃာတော်များဖရာအေးချမ်းစွာသတင်းသုံးတော်မူနိုင်ရန်အတွက်ဓမ္မကုဏသုံးဓာတ်ဆောင်သို့ကြွတော်မူပါရန်ရိုသေစွာဥခတ်၍လျှောက်ထားအပ်ပါသည့်အရှင်သူမြတ်တို့ဖရာယနေ့ကျင်းပပြုလုပ်သောအလူတော်မင်္ဂလာပွဲကြီးတွင်ဗီဒီယိုရိုက်ကူးရင်းနှင့်ပတ်သက်၍ဝိမု ക്തി ဗီဒီယိုရိုက်ကူး၍ဦးစိုးသူရဒေါ်ထွေးနုနုလင်မိသားစုတို့မှဥဒိုလ်ယူပြီးရိုက်ကူးပေးခြင်းပဲဖြစ်ပါတယ်ရှင်အားလုံးသာဓုခေါ်တော်မူကြပါရှင်ဆက်လက်၍ရွှေစင်ရန်နာရွှေဆိုင်ဥတီဦးဒေါ်လာမြင့်တို့၏ကိုစားသမီးဖြစ်သူမဝါဝါနှင့်မောင်ဖြစ်သူတို့အားရောဆရာတော်ဘုရားကြီးအားသင်္ကန်းနှင့်လူဝဲဝတ္ထုများစက္ကလူတိုင်းရန်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်သာဓုသာဓုသာဓုအစီအစဉ်600ဤကျောင်းတိုက်ဤဦးစီးဗရာဏနာယကရောဆရာတော်ဘုရားကြီးဤသက်တော်82နှစ်ပြည့်အိုဝဲရောဆရာတော်ဘုရားကြီးဤတိပ္ပကဘွဲ့ရ40နှစ်ပြည့်ကုသိုလ်ဘွဲဤတောရရိပ်သာကြီးကိုတီထောင်ဖွင့်လှစ်တော်မူခြင်း28နှစ်ပြည့်ကုသိုလ်ဘွဲပရိယတ္တိစာသင်တိုက်တီထောင်ခြင်း
14နှစ်ပြည့်ကုသိုလ်ဝယ်သာသနာတက်သေးဆောင်စာအောင်တန်ဃာတော်များအားချီးကျူးဂုဏ်ပြုပူဇော်ဝဲဤအနုမောဒနာတရားနာကြားရန်ဖြစ်ပါသည်ဖျားတို့ပါ၍ဤเจ้าထိုက်ဤဦးစီးဗရဏနာယကရောဆရာတော်ဘုရားကြီးမှအနုမောဒနာတရားချီးမြှင့်ပေးသနာတော်မူပါယံရိုသေစွာလျှောက်ထားအပ်ပါသည်ဖျား